ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့အုပ်စုပွဲအနိုင်ကျင့်ထိုးကျိတ်မှုမှာနစ်နာသူကောင်လေးဘက်ကနေကူညီပေးခဲ့တဲ့ကိုဝေယံထက်ချိန်ဖမ်းဆီးစစ်ဆေးခံရတယ်လို့သူ့ရဲ့မိတ်ဆွေအတိုင်းဝိုင်းစီကသိရပါတယ်။ကိုဝေယံထက်ချိန်ဟာသူ့ကို CID ကိုခေါ်သွားပြီလို့ရင်းနှီးသူတဦးကိုစက်တင်ဘာ21ရက်မှာစာပို့အသိပေးခဲ့ပြီးကတည်းကဒီနေ့အထိအဆက်အသွယ်ပြတ်နေခဲ့တာပါ။ခုဆိုရင်တပတ်ကျော်ပါပြီ။သူ့ကိုဘာကြောင့်ဖမ်းဆီးတယ်ဘယ်မှာထိမ့်သိမ်းစစ်ဆေးနေတယ်ဆိုတာတွေကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။သူ့ရဲ့မိတ်ဆွေမျိုးသမီးတဦးကတော့ကိုဝေယံထက်ချိန်ဟာအခုအချိန်ထိစစ်ဆေးမေးမြန်းခံနေရပြီးပြန်လွတ်မလာသေးတယ်လို့ပြင်ပနဲ့လည်းအဆက်အသွယ်လုပ်ခွင့်မရသေးဘူးလို့လူမှုကွန်ရက်ကနေအတည်ပြုထားပါတယ်။အသက်မပြည့်သေးတဲ့ចောင်းသားလူငယ်တွေကြားကအုပ်စုဖွဲ့အနိုင်ကျင့်မှုဖြစ်ရမှာနစ်နာသူဘက်ကနေရည်တည်ပေးပြီးစိုးသွမ်းလူငယ်တွေကိုစုံစမ်းဖော်ထုတ်တောင်းပန်စီခဲ့တဲ့ကိုဝေယံထက်ချိန်ဘာကြောင့်အခုလိုအဖမ်းခံထားရတယ်ဆိုတာဘေးကုန်းထုတ်ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းကရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့အုပ်စုဖွဲ့အနိုင်ကျင့်ထိုးကျိတ်မှုရုပ်သံဖိုင်ဟာလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးဝေဖန်မှုတွေလည်းများခဲ့တာပါ။အများနဲ့တယောက်ထိုးကျိတ်ခံခဲ့ရတဲ့ဒီဖြစ်စဉ်ကိုအာဏာပိုင်တွေကထိထိရောက်ရောက်အရေးယူကြသေးခင်မှာပဲကိုဝေယံထက်ချိန်ဥဆောင်တဲ့တရားမျှတမှုလိုလားသူတွေကအုပ်စုဖွဲ့အနိုင်ကျင့်မှုကျူးလွန်ကြသူတွေကိုရှာဖွေဖော်ထုတ်ခဲ့တာပါ။ဟိုဝိုင်းပြီးတော့တည့်ရမှာထိုးရတယ်ပေါ့တကယ်ထိုးတာတော့၄ယောက်ပေါ့။ကြံတဲ့ဒီမထိုးဘဲနဲ့ဘေးမှာရက်ချီနေတဲ့လူပါတယ်။ပြီးရင်ဝင်ဆွဲတဲ့သူပြီးတော့နစ်နာသူနဲ့မိသားစုကိုလည်းတောင်းပန်စီဖို့သူတို့ကအားစိုက်ကြိုးစားခဲ့ကြတာပါ။ကိုယ်တိုင်ပါဝင်ဖြစ်ရှင်းပေးခဲ့တဲ့အုပ်စုဖွဲ့အနိုင်ကျင့်မှုကိုနောက်ယောင်ခံရင်ဒီနေ့ခေတ်အသက်မပြည့်သေးတဲ့လူငယ်တွေကြားရေပန်းစားနေတဲ့အကြမ်းဖက်မှုရုပ်သံ channel တွေအကြောင်းကိုလည်းကိုဝေယံထက်ချိန်ကအတိပေးမျှဝေခဲ့ပါသေးတယ်။ CID ရဲ့ခေါ်သွားခံရပြီလို့ရင်းနှီးသူစီစာပို့ခဲ့တဲ့စက်တင်ဘာ21ရက်မှာပဲကိုဝေယံထက်ချိန်ကအဲ့ဒီဖြစ်စဉ်တွေကကျူးလွန်သူအားလုံးနစ်နာကြီးပေးသူပေးတောင်းပန်သူတောင်းပန်နဲ့ကြေးအေးကြပြီမို့သူလုပ်ပေးနိုင်တဲ့အတိုင်းသာပြီးသွားပြီလို့ရေးသားအတိပေးခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့သူကိုယ်တိုင်ပျောက်ဆုံးသွားခဲ့တာဒီနေ့အထိဖြစ်ပါတယ်။အင်အားမမျှမတအနိုင်ကျင့်ခံရမှုမှာနစ်နာသူဘက်ကနေကူညီပြီးနှစ်ဦးနှစ်ဖက်အေးအေးချမ်းချမ်းပြည်လည်သွားဖို့ကုစားမှုရဖို့လှုံ့ဆော်ပေးခဲ့သူအဖမ်းခံထားရပေမဲ့ကျူးလွန်ခဲ့တဲ့လူငယ်တဦးကတော့မိခင်ဖြစ်သူနဲ့အတူအင်တာဗျူးဖြေရင်းပေါ်ထွက်လာတာကိုလည်းအခုလိုတွေ့ရပါတယ်။အားလုံးကိုအတူမြတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ရှင်။လူတွေပြောတာလည်းအဖြစ်တော်ရင်မှဒီလိုမျိုးဆိုလဲကိုယ်ဆိုလဲမြင်ပြောမှာပေါ့နော်ဒါပေမဲ့အဖြစ်မှန်မသိရသေးတဲ့အခါကျတော့လဲသူတို့ပြောတာအဖြစ်မှန်သိရင်တော့လဲနားလည်မယ်လို့ထင်ပါတယ်ပေါ့နော်တောင်းပန်တဲ့အခါကျတော့လဲသူတို့ဘက်ကတောင်းဆိုတဲ့အတိုင်းစိတ်သူတို့သိကျင်တဲ့အတိုင်းအဆင်ပြေအောင်အကုန်လုံးညှိပြီးတော့မိဘအချင်းချင်းအဆင်ပြေတယ်ဒီအမှုကတော့နက်နဲနေပြီလို့ပဲဆိုရပါတော့မယ်မိတ်ဆွေတို့ရောဒီဖြစ်စဉ်ကိုဘယ်လိုမြင်ကြပါသလဲဘယ်လိုဖြစ်စေချင်ကြပါသလဲဘယ်လိုဖြစ်တဲ့နယ်လို့ထင်ပါသလဲဆွေးနွေးခဲ့လို့ရပါတယ်